စစ်ကြောင်းထပ်ထိုးတာအဲ့ချိန်မှာကျမှအခုလိုထပ်ပြီးတော့အောင်ပွဲထက်ရနှစ်ခါပြန်ပေါ့နော်စစ်တက်စစ်ကြောင်းကိုနှစ်ခါပြန်စစ်ကြောင်းပြောင်းလှုပ်လိုက်နေမင်္ဂလာပါခင်ဗျຫນွေဦးတော်လန်ရေးနဲ့ပတ်သက်တဲ့သတင်းလူတွေကိုနားဆင်နိုင်ရန်အတွက်စောင့်မျှော်အားပေးကြဖို့တောင်းဆိုပါရခင်ဗျဒါစရာအားတက်စရာအကြောင်းအရာတွေအများကြီးရှိတယ်အရင်ထက်ကိုပို့ပြီးတော့ကောင်းတဲ့အချက်လက်တွေလည်းတွေ့ရသေးရပါတော့ပြီးတော့အခုဒီနောက်ပိုင်းမှာကျွန်တော်တို့ဒီသတင်းပြောတဲ့အခါပဲဖြစ်စဉ်ပြောပြတဲ့အခါမှာပဲဖြစ်ပေါ့နော်ကျွန်တော်စဉ်းစားထားတစ်မျိုးရှိအဲ့ဒါဘာလဲဆိုတော့တိုက်ပွဲဖြစ်စဉ်တွေအကုန်လုံးတခါတည်းတပြုံနဲ့ပြောရမယ့်ပုံစံဖြစ်ဘာလို့ဆိုတော့နေရာအနှံ့မှာတိုက်ပွဲဖြစ်စဉ်တွေရှိတယ်လို့နေရာအနှံ့မှာအောင်မြင်မှုရနေရတယ်လည်းအများကြီးဖြစ်တဲ့အတွက်ပေါ့နော်ဟိုတခုအဲ့ဒါပထမဆုံးပြောမယ်ဆိုရင်ဒါကျွန်တော်ဝန်းတို့ပေါ့နော်ဝန်းတို့မှာ3ရက်ကြာတိုက်ပွဲဖြစ်တဲ့အချိန်မှာဒါအယောက်30လောက်ပေါ့နော်စစ်ကောင်စီဘက်ကအယောက်30ခန့်ဒီဆုံးစစ်တုံးဘက်9ဦးဖမ်းမိတယ်လက်နက်ခဲယမ်းအချို့ဒါသိမ်းဆည်းရမိတာရှိတယ်ဒီကမိုက်တယ်ဒီတကယ်ကောင်းတယ်အယောက်30ဒါသိဆုံးတယ်9ဦးဖမ်းမိတာတိတ်သဘောမကျဘူးဒါကတော့တော်ရလားပါလားဆိုတော့သိမှာပေါ့နော်ပြီးရင်ဒါလက်နက်ခဲယမ်းတွေသိမ်းဆည်းရမိတာရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒါဘယ်လိုပဲဖြစ်ဖြစ်ဒီဥစ္စာကဒါကောင်းမွန်တဲ့သတင်းတစ်ခုဖြစ်လို့ပေါ့နော်တော်လိုင်းတပ်ဖွဲ့ဝင်တွေကအခုနောက်ပိုင်းဒါ3ရက်လုံးတိုက်ပွဲဖြစ်သွားပြီးတဲ့အချိန်ကျမှထုတ်ပြန်လာတာဆိုတဲ့အတွက်ပေါ့နော်ဒါဟာဘာကိုအလေးထားတယ်လုံခြုံမှုကိုလေးထားလားဘာလားဒါမျိုးတွေကအစပေါ့နော်တပ်ဖွဲ့တွေရဲ့ပြီးစီးမှုဆောင်ရွက်နိုင်မှုအခြေအနေတွေကိုဒါညှိနှိုင်းပြီးတော့လုပ်ပြီးတော့မှာပေါ့နော်အေးဆေးဖြစ်သွားပြီဆိုတဲ့အချိန်ကျမှဒီလိုမျိုးထုတ်ပြန်တာလားဆိုတဲ့ဟာကတကယ်အားရစရာကောင်းတဲ့ဒါစဉ်းစားချက်ဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့မှာတကယ်တမ်းဟိုဟာဖြစ်မယ်ဆိုရင်တို့လည်းအဖွဲ့တွေအများကြီးဘာလို့လဲဆိုတော့ဒီ calling ကဒါအင်အားစုတွေပြင်ဝန်းတို့နေမြေကန်အင်အားစုတွေအဲ့လိုမျိုးပေါ့နော်ဒါစူပေါင်းပြီးတော့လုပ်တဲ့ဒါစစ်စင်ကြီးတစ်ခုဖြစ်တယ်အဲ့ဒါကြအဲ့လိုမျိုးလုံနေတဲ့တောတွင်းမှာဒီသတင်းတွေမပေါက်ကြားဖို့အတွက်ဘယ်လိုများထိထားကြတယ်လဲမိုက်တယ်အဲ့ဥစ္စာလည်းသဘောကျတယ်ဗောနော်ဘယ်လိုပဲဖြစ်ဖြစ်ဒါအခြေခံနေမြေတွေမှာရှိတဲ့တပ်ဖွဲ့ဝင်တွေအားလုံးစုပေါင်းပြီးတော့လှုပ်ဆောင်တဲ့အခါကျတော့ဒီလိုမျိုးအောင်မြင်မှုတွေရတယ်ဗောနော်အဲ့မှာစိတ်မကောင်းစရာတော့တော်လိုင်းတပ်ဖွဲ့ဝင်4ဦးထိခိုက်တယ်ရတယ်ရှိတယ်ဗောနော်ကျွန်တော်ကတော့လုံးဝဘာမှမထိခိုက်ဘူးဆိုတာပဲကြားချင်တာဗောနော်နောက်တစ်ခုထပ်ပြောမယ်ဒါလည်းတိုက်ပွဲသတင်းဗောနော်အဲ့ဒါကဒါပခုတ်ကူမြို့ပေါ်မှာရှိတဲ့မြန်မာမီယာထာကွန်ကရစ်ဇလီဖားတုံးစက်ရုံဝင်ကျုံးတာမိုက်တယ်အဲ့ဒါလေအဲ့ဥစ္စာကျတော့တပ်ဖွဲ့ဝင်9ယောက်နဲ့ဝင်ကျုံးတာအဲ့ဘူဒါယုံမှာရှိတဲ့ဟာဗျမြို့ပေါ်မှာရှိတဲ့နေရာအဲဒီစက်ယုံနဲ့ဝင်နေမှာပေါ့နော်ရဲဝစစ်သားရောသူတို့လုံခြုံရေးယူထားတဲ့နေရာမျိုးပေါ့အဲ့လိုနေရာမျိုးကိုဒေါ်လိုင်းတပ်ဖွဲ့ဝင်9ဦးနဲ့ဝင်ကျုံးတာပေါ့နော်ဝင်ကျုံးတဲ့အချိန်မှာရဲ4ယောက်တည်တယ်တီးလိုက်ပြန်ပြီဒီကောင်တွေရွက်ထိန်ဆုံးကတည်တယ်ရဲ4ယောက်တည်တယ်တနက်3လက်နဲ့ခဲရနေရတယ်လုံးဝတကယ်ပျောက်ကြားပုံစံမျိုးနဲ့တိုက်တာပေါ့နော်အဲ့တော့ကျွန်တော်တပ်ဖွဲ့ဝင်တွေတယောက်မှအထီးကိုက်မရှိဘဲနဲ့အောင်မြင်စွာပြန်ပြီးတော့ဆုတ်ခွာနိုင်ခဲ့တယ်အဲ့ပြောချင်တာဟိုဘက်ကကောင်းနေအဲ့ဒါကြောင့်မှအောင်မြင်စွာဆုတ်ခွာတယ်လို့ခေါ်တယ်ပေါ့နော်အဲ့ဥစ္စာလည်းမှတ်ထားကြမင်းတို့ကောင်းနေအဲ့တော့ဘလိုပဲဖြစ်ဖြစ်တပ်ဖွဲ့ဝင်တွေဘက်ကတယောက်မှမထိခိုက်တဲ့အပြင်လက်နက်ခဲယမ်းတွေလည်းရတယ်ရန်သူဘက်ကကြာရှုံးအောင်ဒါတေဆုံးအောင်လုံးနိုင်ခဲ့ရတယ်လည်းရှိတယ်ပေါ့နော်အဲ့ဒါလည်းအားရစရာကောင်းတဲ့အချက်တစ်ခုဖြစ်တယ်သတင်းတစ်ခုဖြစ်တယ်ပေါ့နော်နောက်တစ်ခုကဒါပေါင်းတလေမြို့အဲ့မြို့ဒီကျောင်းစာသင်ကျောင်းရှေ့မှာဒီကောင်လေးဂိတ်ချတယ်စစ်စေးဂိတ်ပုံစံမျိုးလုပ်တယ်လုပ်ပြီးတော့ရင်အဲ့လူငယ်တွေဒီဂိတ်ရှေ့ကနေဖြတ်တာပဲဖြစ်ပါပဲဖြစ်အဲ့လူငယ်တွေကိုစစ်ဆေးတာမျိုးတွေပေါ်တာဆွဲတာမျိုးတွေတောက်လျှောက်လုပ်နေတဲ့ဒါစစ်စေးဂိတ်တစ်ခုပေါ့နော်ဒီကျောင်းရှိရာဂိတ်တစ်ခုဒါလူသွားလူလာမဖြစ်မနေလုပ်ကိုလုပ်ရပါမယ်ဆိုတဲ့နေရာမျိုးမှာဂိတ်ချရနော်ဘယ်လောက်မှရိုင်းလဲဆိုတော့အဲ့လိုကောင်မျိုးတွေအဲ့ဟာကိုတော်လိုင်းတပ်ဖွဲ့တွေကဒါဝင်ရောက်ပစ်ခတ်ရှင်းလင်းတာမျိုးတွေလုပ်ခဲ့တဲ့အတွက်16ရက်နေ့ည9:55မှာဝင်ရောက်ပစ်ခတ်တာမျိုးတွေလုပ်ခဲ့တယ်ည10:00နာရီကျတော့ဒါတည်သွားတဲ့မသားတွေကိုပြည်မျိုးဘက်ကိုပြန်ပြီးတော့တည်သွားတယ်ဆိုပြီးတော့သိရတယ်ဗောနော်အဲဥစ္စာကိုတော့ viewer 21ကိုကဲမှုအောက်ဒါ3631တရင်အမှတ်3တက်ခွဲကနေပြီးတော့ဆင်နွှဲခဲ့တာဖြစ်တယ်ဒီနေရာကလူငယ်တွေကိုပေါ်တာဆွဲတဲ့နေရာဖြစ်တယ်လို့ဗောနော်လူငယ်တွေလူသွားလူလာတောက်လျှောက်များနေတဲ့နေရာမျိုးကိုစစ်ကောင်စီကတမင်ရွေးချယ်ပြီးတော့စစ်စေးဂိတ်လှုပ်ထားဖြစ်တယ်အဲအကြောင်းမလို့လေအခုလိုမျိုးဒါတိုက်ခိုက်ရှင်းလင်းရတဲ့ခါကျတော့နေကင်းဘက်မဟုတ်ဘဲနဲ့ညဘက်ပုံစံမျိုးလှုပ်ရတာဖြစ်လိမ့်မယ်ဗောနော်ဘယ်လိုပဲဖြစ်ဖြစ်အချိန်ရွေးချယ်မှုပိုင်းနေဒါတွေကတပ်ဖွဲ့တွေအတွက်တကယ်ကိုဟိုလုံးဝလေးစားရတဲ့အချက်တွေဖြစ်တယ်ဗောနော်ပြီးတော့ပြည်သူကိုနှိပ်စက်နေတဲ့ဖိနှိပ်နေတဲ့ဘယ်လိုကောင်မျိုးမဆိုဘယ်လိုနေရာမျိုးမှမဆိုတပ်ဖွဲ့တွေကရှင်းလင်းဖို့အတွက်နီလန်းရှာပြီးတော့လှုပ်ဆောင်နေဆိုတဲ့ဟာကလည်းဒီဟာကိုကြည့်ရင်သိတာစီတယ်ဗောနော်အဲ့ဒါကလည်းအားရစရာအကြောင်းအရာတစ်ခုဖြစ်တယ်နောက်တစ်ခုပြောပြမယ်နောက်တစ်ခုကကြတော့နှစ်ခါပြန်ဗောနော်စစ်တက်စစ်ကြောင်းကိုနှစ်ခါပြန်စစ်ကြောင်းပြောင်းအောင်လှုပ်လိုက်နိုင်တဲ့ပွဲအဲ့ဒါခင်ဦးပွဲခင်ဦးမှာဒါစစ်ကြောင်းတစ်ကြောင်းလုံးပြတ်သွားအောင်လုပ်တယ်အဲ့စစ်ကြောင်းကိုပဲထပ်ပြီးတော့အင်အားဖြစ်ပြီးထိုးလိုက်ချင်တော့နောက်တစ်ခါထပ်ပြီးတော့စစ်ကြောင်းတစ်ကြောင်းလုံးပြတ်သွားအောင်လုပ်နိုင်ခဲ့တဲ့အပြင်ကိုမှအဲ့စစ်ကြောင်းမှာပါတဲ့ဒါစစ်ကြောင်းမှုလို့ယူဆတဲ့ကောင်ဘာဖြစ်လို့လဲဆိုတော့ဒါဒုတိယဗိုလ်မှူးကြီးအဆင့်ဆိုတာကဒါတရင်မှုပဲတရင်မှုအဆင့်ဆိုတဲ့ကောင်ကတရင်မှာအကြီးဆုံးပဲစစ်ကြောင်းတစ်ကြောင်းမှာဆိုရင်စစ်ကြောင်းမှုပဲအဲ့တော့စစ်ကြောင်းတစ်ကဖြစ်ဖို့တော့များတယ်ဗောနော်ဒုတိယဗိုလ်မှူးကြီးဆိုတာအဲ့လိုကောင်မျိုးတေဆုံးတဲ့ပြင်အဲ့လိုကောင်ပြနောက်တက်အရာရှိတွေပါတဲ့ခြားစင်းတွေကြက်တွေတက်တာအကုန်ပေါ့နော်ဆွဲစုံစိုက်စုံပေါ့ဒါယာတို့အစုံပေါ့နော်အစင်တန်းအစုံအကုန်လုံး
ဒါတေဆုံးထိခိုက်များပြီးတော့ဗောနော်စစ်ကြောင်းတစ်ကြောင်းလုံးထပ်ပြီးတော့ပြက်သွားလောက်အောင်ဒီဆင်နွှဲနိုင်ခဲ့တဲ့ပွဲအဲ့ဒါပြောရရင်တော့နှစ်ခါပြောမှလည်းကောင်းတယ်မှတ်မိမှာအဲကြောင့်နှစ်ခါတိုက်ကြလိုက်တာနှစ်ခါမှတ်မိသွားအောင်လို့တချို့ကတော့မမှတ်မိတော့သေးကုန်ပြီပါလို့အဲ့တော့ဒါစကိုင်းတိုင်းခင်ဦးမြို့နယ်ကလေးကတိုက်ပွဲတစ်ခုဖြစ်တယ်အဲ့ထဲမှာဒါ2ဦးအရှင်ရတာရှိတယ်ဖမ်းမိရပါတော့ဒီတိုက်ပွဲပြီးရဲ့အချိန်မှာဖမ်းမိတာရှိတယ်ပြီးရင်လက်နက်ကဒါ12လက်ပစ္စည်းတစ်လက်73လက်တည်းရတာရှိတယ်ပြီးရင် KN နေဆက်ဆက်ပစ္စည်းတွေရတာရှိတယ်ပြီးတော့ကြီးကအုတ်ထုတ်တွေကြီးကအုတ်ထုတ်ရကောင်းတယ်ဘာပဲဖြစ်ဖြစ်ပေါ့နော်တပ်ဖွဲ့တွေအတွက်လိုအပ်နေတဲ့ပစ္စည်းရည်ကြီးပဲဖြစ်တဲ့အတွက်တကယ်ကျင်းတဲ့အားရဝမ်းသာဖို့ကောင်းတယ်ပြီးရင်ရှစ်ထွက်မိုင်းတွေလည်းတွေ့တယ်ရှစ်ထွက်မိုင်းတွေလည်းဒီလိုမျိုးပေါ့နော်ဒီကောင်တွေလှုပ်ရှားပုံစံမျိုးသွားလာနေတဲ့ကောင်တွေစီမှာဒီလိုဟာတွေကပါလာတယ်ဆိုနေကပေါ့နော်ဒီကောင်တွေအနေနဲ့လည်းဓာတ်တွေကိုအသုံးချပြီးတော့တော်လိုင်းတပ်ဖွဲ့တွေကိုအနေနဲ့ပြီးဖို့အတွက်စူးစမ်းမှာပဲဒါပေမဲ့တချို့ဟာတွေကြာရင်ဒါပြည်သူတွေပါသတိထားရမယ့်အရာတွေဖြစ်လာတာပေါ့ဒီကောင်တွေလက်လွတ်ဆိုပဲလုံးတဲ့ပုံစံမျိုးတွေကြာရင်ပြည်သူတွေဒုက္ခရောက်မှာဆိုတယ်တခြားကြောင့်ပြောမှာမဟုတ်ဘူးနော်ဟိုတော်လိုင်းတပ်ဖွဲ့တွေကကြတော့ဒါဒီသွားသတိလာသတိစားသတိနောက်ကြတော့စီရေးအသီးသတိဒါမျိုးနဲ့ပတ်သက်ပြီးတော့တိတ်မစိမ့်တော့ဘူးပေါ့နော်ပြည်သူကြတော့ဒါမျိုးပုံစံမျိုးမရှိဘူးအဲဒါကြောင့်ဒီကောင်တွေလုံးတဲ့ဟာတွေကဘယ်လိုပဲဖြစ်ဖြစ်သတိထားရမယ့်အရာတွေဖြစ်တယ်ပေါ့နော်ဘာဖြစ်ဖြစ်အဲ့တိုက်ပွဲရတယ်တကယ်အားရစရာကောင်းတယ်ဖမ်းမိရဲ့အချိန်မှာနှစ်ယောက်ဒါဖမ်းမိရဲ့နှစ်ကောင်ကိုတပုံကမိုက်တယ်တပုံကအဲ့ကောင်တစ်ကောင်ကိုအရှိမထုတ်ထားအဲ့အပုံဖမ်းမိတဲ့အပုံလိုက်ပြီပေါ့နော်အဲ့အပုံလိုက်ရဲ့ရှေ့မှာခင်းထားတာရဲ့အရှိမထုတ်ထားအနောက်ကဝိုင်းထားတာအဖွဲတွေကအော်မိုက်တယ်အဲ့လိုဒါလက်ပုံအပြည့်ကြီးပေါ့နော်အပြည့်တပ်ဖွဲ့တွေတကယ်အားရစရာကောင်းတယ်လုံးဝလက်ဒီပါထောင်ပြီးတော့ပြောမယ်ဆိုရင်အောင်ပွဲမှတ်တမ်းရပုံမျိုးဆိုတာဒီလိုမျိုးအဲ့လိုမျိုးရှေ့မှာတုံပန်းပါတယ်တင်းစီရမြရဲ့လက်နက်ခဲယမ်းပါတယ်တိုက်ပွဲဝင်ခဲ့တဲ့တပ်ဖွဲ့ဝင်တွေပါတယ်အဲ့လိုပုံစံမျိုးနဲ့အောင်ပွဲခံတာကြည်နေရတဲ့ပြည်သူကစားပီတိဖြာတယ်ဗျာပြီးတော့ဒီရခဲ့တဲ့အောင်မြင်မှုကလည်းဒီကောင်တွေကိုနှစ်ခါတောင်မှနှစ်ဆင့်ပြန်ပြီးတိုက်နိုင်ခဲ့တဲ့ပုံစံမျိုးနဲ့ရတာဆိုတော့ချိုးတယ်ပေါ့နော်အဲ့တော့ဒါပထမတစ်ခါကဒါစက်တင်ဘာ18ရက်နေ့မှာဒါရွှေဘူလေ့ကျင့်8ရက်ပြီးရင်ဒါပြူရွာတရားရှိရအဲ့ဒါကပုတ်ကုန်းပြူရွာပေါ့နော်အဲ့ပြူရွာကနေပြီးတော့သူခင်ဦးမြို့နယ်တဲကိုဖွင့်ရောက်လာတာအဲ့ချိန်မှာတစ်ခါကျုံးတယ်တပ်ဖွဲ့တွေတစ်ခါကျုံးတယ်စစ်ကြောင်းပြတ်တယ်ပြတ်သွားပြီးတော့အဲ့လေ့ကျင့်8နဲ့ဒါပုတ်ကုန်းပြူရွာတဲကိုပြန်ပြေးဝင်ကြတယ်ပေါ့နော်အဲ့တော့ပထမတစ်ခါစစ်ကြောင်းဖြတ်ပလိုက်တယ်တပ်ဖွဲ့တွေကဒါပေမဲ့ဒီကောင်တွေကအမှတ်မရှိဘူးနောက်ထပ်အင်အား90စုဖွဲ့ပြီးတော့သူကခုနလိုဒုတိယပုံမွေးအဆင့်နဲ့ပေါ့နော်ဥဆောင်ပြီးတော့မြောက်ကြနဲ့ထပ်ပြီးတော့စစ်ကြောင်းထပ်ထိုးတာအဲ့ချိန်မှာကျမှအခုလိုထပ်ပြီးတော့အောင်ပွဲထက်ရတကယ်အားရကြကောင်းတယ်မင်းမဒုတိယဘိုးမင်းမကလို့ပေါ့နော်ဘိုးမူကြီးပဲဖြစ်ဖြစ်ဘိုးချုပ်ပဲဖြစ်ဖြစ်တက်လာခဲ့တပ်ဖွဲ့တွေကလည်းအဲ့လိုပဲစိန်ခေါ်တာမင်းကြိုက်တဲ့ကောင်နဲ့ကြိုက်တဲ့လက်နက်နဲ့တက်လာခဲ့ဘာလို့စူးစီးညီညွတ်နေလို့ကတော့မင်းတို့ဘာကောင်ပဲဖြစ်ဖြစ်ကြိုက်တဲ့ဟာနဲ့တက်လာခဲ့ဆိုတဲ့ပုံစံမျိုးနဲ့တပ်ဖွဲ့တွေကကျုံးကြတာပေါ့နော်ပြီးတော့ဒါတည့်ရတိုင်းပဲကျွန်တော်ဒါအညာဘက်ကတပ်ဖွဲ့တွေကဘယ်တော့မှပေါ့နော်သူတို့စိတ်ထဲမှာအဲ့လိုဟိုဟာရှိမှဒီဟာရှိမှဆိုတဲ့ပုံစံမျိုးဟိုဟာပြည့်စုံမှဒီဟာပြည့်စုံမှဆိုတဲ့ပုံစံမျိုးနဲ့သူတို့စားခဲ့ကြတာမဟုတ်ဘူး။ဘုံကဗျာပြောရမယ်ဆိုရင်ဒါတူမီဘွားကနေကနေပြီးတော့ဒီလိုမျိုးရိုးရိုးချွန်ချွန်တိုက်ပွဲဝင်ကြရရှိတယ်။ပြီးတော့အဲ့အချိန်တွေတုန်းကလည်းပေါ့နော်။ကြံပြောရင်ပေးဆက်ရင်းနှီးရတာတွေအများကြီးရှိတယ်။ဘာလို့လဲဆိုတော့ဟိုစက်ရုံတို့ပစ္စည်းတွေမသုံးနိုင်ဘူးလက်လုံတွေပဲသုံးရတယ်ဝယ်ယူတဲ့အတွက်အရန်ခက်ခဲရှိတယ်လမ်းကြောင်းရှည်လျားတာတွေရှိတယ်ဝယ်ယူလို့ရတယ်ဆိုရင်တော့မှတည်ယူဖို့အတွက်ခက်ခဲတာတွေရှိတယ်ပြီးတော့စစ်ကောင်စီကအညာကိုဟိုးအစိုးပိုင်းကာလမှာကလေးကဒါကြေးရွာတွေမီးရှို့တာတွေပါအညာနဲ့အဲ့လိုမျိုးဖိနှိပ်ခဲ့တာဖြစ်တဲ့အတွက်ပေါ့နော်ဘေးနားမှာရှိတဲ့ဒေသခံပြည်သူကစားဒုက္ခရောက်ကြရရှိတယ်အဲ့တော့ပံ့ပိုးမှုနဲ့ပတ်သက်တဲ့ခါကျရင်လည်းညာသားသိတဲ့အတိုင်းပဲလုံးဆိုလုံးပလိုက်ခြင်းနဲ့စကားတွေပါလေဟိုစကားပြောကောင်းတဲ့ပုံစံမျိုးတွေလည်းမလုပ်ပြတတ်တော့ကြတော့လူသိနေတာမျိုးတွေရှိတာပေါ့နော်ရှိတော့ကြတော့အဲ့အစောပိုင်းခါလာမှာသူတို့တွေအရန်ချိုးတက်ခဲ့တဲ့အရန်ဒုက္ခရောက်ခဲ့ကြတယ်အခုလည်းအဆင်ပြေလားဆိုတော့အဲ့လိုတော့လည်းမဟုတ်ဘူးအခုလည်းသူကလည်းသူအခက်ခဲတော့ရှိတာပဲပေါ့နော်ဒါပေမဲ့အဲ့တုံးကလေးကစခဲ့တဲ့အခက်ခဲတွေနဲ့စခဲ့တဲ့တပ်ဖွဲ့တွေကဒီနေ့ဒီချိန်မှာဒီလိုအောင်ပွဲတွေခံနေကြပြီဆိုတဲ့ဟာကြီးကပြန်တွေးကြည့်လိုက်တကယ်အားရစရာကောင်းတယ်သူတို့တွေစိတ်နဲ့ကြမယ်ဆိုရင်ကြသွားတော့တဲ့အကြောင်းအရာတွေကရှေ့မှာအများကြီးဘာဖြစ်လို့လဲဆိုတော့ခုနလိုပေါ့ဗျာစိတ်ယုံတို့ပစ္စည်းတွေမဝင်နိုင်ဘူးငွေကြေးမရှိဘူးပံ့ပိုးကူညီပေးမဲ့ပြည်သူအစားဒုက္ခရောက်နေတယ်အဲ့ဒါကြတော့ကိုယ်တိုင်ထုတ်လုပ်ရမယ်ကိုယ်တိုင်ထုတ်လုပ်ဘက်အတွက်ကိုသူတို့နီးပညာတွေလိုက်ပြီးတော့စူးစမ်းရှာဖွေလေ့လာတယ်ပညာတတ်တဲ့သူတွေရှိတယ်စစ်ကောင်စီတဲ့အရာတာလုံးတဲ့အဖွဲ့တွေအများကြီးရှိတယ်ဗျာအဲ့လိုမျိုးလူငယ်တွေတကယ်စူးစမ်းကြတယ်တကယ်လေ့လာနိုင်ကြတယ်ဒါပေမဲ့ကုန်ကျန်းပစ္စည်းရေးသိကောင်းတဲ့ဟာဘာညာမရှိကြဘူးအဲ့လိုပုံစံမျိုးတွေနဲ့ဒါကြောင့်တပ်ဖွဲ့တွေကပြင်ဆင်ကြတယ်ထုတ်လုပ်ကြတယ်အဲ့လိုထုတ်လုပ်ပြီးတဲ့အချိန်မှာစမ်းသပ်ရတာကြီးလုပ်ရတာပေါ့နော်ဒါမလုပ်လို့လည်းမရအောင်အဲ့လိုလုပ်တဲ့ခါကျတော့ကိုယ်တဲ့အင်္ဂါတွေပေးလိုက်ရတဲ့တပ်ဖွဲ့တွေရှိတယ်လုံးဝအသက်ပါပေးလိုက်ရတဲ့ဖွဲ့တွေရှိတယ်ဗီဒီယိုကလစ်တွေအများကြီးတွေ့ဘူးပါလိမ့်မယ်ပေါ့နော်ဒါလက်နေကြီးပြတဲ့ခါမှာပျက်စီးသွားလို့ပေါ့နော်လုံးဝလူတွေပိုင်းတစားဖြစ်ပြီးတော့ပျက်စီးသွားခဲ့တဲ့ဟာတွေပေးဆက်လိုက်ရတဲ့ဟာတွေအများကြီးရှိရပါတော့အဲ့လိုပုံစံမျိုးဒါပေမဲ့သူတို့စိတ်သက်မကြခဲ့ဘူးစိတ်သက်ကြမယ်ဆိုကြလောက်ဆရာတွေကြီးပဲရှေ့ရဖြစ်စဉ်တွေအကုန်လုံးကပြည်သူတွေလုံးဝကောင်းကောင်းမနေရတော့နေရအဆုံမှာပတ်ပြေးနေရတယ်ကြေးရွာတွေမိရှို့ခံရတယ်မိသားစုလိုက်ပျောက်သွားကြတယ်တက်ခံရတယ်အဲ့လိုမျိုးတွေပေါ့ဗျာ
ဒါအငွေကြေးဘာမှမရှိတော့ဘူးဗျာရောင်းကြလဲလည်းမရှိတော့အိမ်လည်းမရှိတော့ဘူးနွားလည်းမရှိတော့ဘူးအဲ့လိုမျိုးမိရှုခံရတဲ့ဟာရှိတယ်ဒါပေမဲ့ဒီနေ့ဒီချိန်ထိရောက်အောင်အဲ့လိုမျိုးပုံစံမျိုးကြီးနဲ့ခြိတက်လာနိုင်ခဲ့တဲ့ဟာကိုတကယ်ကျေးဇူးတင်လေးစားရတယ်အခုဆိုရင်ဒါကြည့်ဒုတိယပုံမှုအဆင့်ဆိုတဲ့အကောင်အဲ့လိုကောင်မျိုး OCV တက်လာခဲ့တဲ့အချိန်မှာလည်းဖြုတ်တာပဲပေါ့နော်အခုသေးကြတဲ့အဲ့ထက်ကြီးတဲ့ကောင်တက်လာရင်လည်းဖြုတ်အောင်ပါပဲဒါတော်လိုင်းတက်ဖွဲ့တွေရဲ့စိတ်ထဲမှာလောကယတိပြက်ဆုံးဖြတ်ပြီးသွားတဲ့အရာတွေဖြစ်တယ်ပေါ့နော်အဲ့ဘယ်လိုပဲဖြစ်ဖြစ်အခုလိုမျိုးဒါအောင်မြင်မှုတွေရတဲ့ခါကျတော့ကူညီပေးကြစေချင်တယ်ပေါ့နော်ဒီထက်သာကူညီပေးနိုင်တဲ့ဒီထက်သာပြည့်စုံမယ်ဆိုရင်ဒီလိုအောင်မြင်မှုဆိုဘာမှမဟုတ်ဘူးဆိုတာဒါတက်ဖွဲ့တွေကထပ်ပြီးတော့ပြလိုက်မှာပေါ့နော်အဲ့တော့ဒါအဲ့တိုက်ပွဲမှာအဲ့ဖြစ်စဉ်နှစ်ခုလုံးမှာပေါ့နော်စစ်ကြောင်းတစ်ခုလုံးဒါနှစ်ခါပြက်စီးတဲ့ဖြစ်စဉ်နှစ်ခုလုံးမှာတပ်ဖွဲ့တွေကအထိကိတ်တရားမရှိဘူးဆိုပြီးတော့အထိကိတ်မရှိဘူးဆိုပြီးတော့သိရတယ်အဲ့ဟာကြီးရတယ်တကယ်ဝမ်းသာရတဲ့သတင်းကောင်းကြီးပဲပြောရမှာဆိုရင်ဟိုခုနလိုအောင်မြင်မှုတွေရတယ်စစ်ကောင်စီဘက်ကအသေးပြောင်းများတယ်ဒါလည်းဝမ်းသာရသလိုကိုတပ်ဖွဲ့တွေမထိဘူးအထိကိတ်မရှိဘူးဆိုတဲ့ခါကျမှစိတ်တုံးလုံးချနိုင်တဲ့အနေထားပါနော်ဒါပြည်သူတွေကလည်းအဲ့လိုပဲယူဆပါတယ်ပြည်သူတွေကလည်းဒါတပ်ဖွဲ့တွေပေါ်မှာအမြဲတမ်းအဲ့လိုပဲဆူတောင်းပေးနေလိမ့်မှာပေါ့နော်အဲ့တော့တင်စီရမိတဲ့လက်နက်ခဲယမ်းတွေဆိုရင် MA3 4လက် MA1 5လက်63တလက်ကာပိုင်တလက် BA100 တလက် pistol တလက်လက်နက်ခဲယမ်းဆက်ပစ္စည်းခုနကျွန်တော်ပြောလို့အများကြီးပဲပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်အားရစရာကောင်းတယ်ဒါဟာတကယ်ကိုကြီးမားတဲ့အောင်ပွဲလို့ပြောရမယ်ပေါ့နော်နောက်ပြောမယ့်အကြောင်းအရာကကြတော့ဒါစစ်ကောင်စီဘက်ကပေါ့နော်စစ်ကောင်စီရဲ့ရုပ်မှာပတ်ဆက်တဲ့လောက်ရက်စစ်ကောင်စီစစ်သားတွေရဲ့လူမဆန်တဲ့လောက်ရက်တွေကိုပြောရမှာပေါ့ဗျာပြောမှာဆိုတာဒါတခြားကြောင့်လည်းမဟုတ်ဒီကောင်တွေရဲ့လောက်ရက်တွေကိုတကယ်ကောကောကွင်းသိတဲ့အခါကျမှသူတို့ကိုထောက်ခံနေတဲ့သူတွေရောလုံးဝပေါ့နော်မထောက်ခံတဲ့သူတွေရောထောက်ခံတဲ့သူတွေဆိုလဲငါတို့ထောက်ခံတဲ့အဖွဲ့အစည်းဆိုတာဒီလိုမျိုးလားဆိုပြီးဖြစ်သွားအောင်ကျွန်တော်တို့ကပြောမှာပေါ့နော်ပြီးတော့ဒါမထောက်ခံပါဘူးဆိုတဲ့အဖွဲ့ကလည်းပို့ပြီးတော့ဝေးရှောင်အောင်ပို့ပြီးတော့ဒီတော်လိုင်းအောင်မြင်အောင်ဒီကောင်တွေမရှိတော့အောင်ပေါ့နော်လုံးဝတော်လိုင်းကိုအားပေးပါဆိုတဲ့သူတွေအနေနဲ့လည်းဒါသိထားတင်အဓိကတော့ဒါမျိုးသမီးငယ်တွေပေါ့နော်မျိုးသမီးငယ်တွေကိုစစ်ကောင်စီစစ်သားတွေရဲတွေဆိုတဲ့ကောင်တွေကအဲ့လိုမျိုးမမှန်ရန်ဆိုးဆိုးပဲပဲလှုပ်ဖို့ပဲတွေးထင်နေတဲ့ဟာမျိုးတွေပြီးတော့ဒီကောင်တွေရဲ့အကျင့်စရိုက်တွေကအဲ့လိုဖြစ်နေတယ်ဆိုတဲ့အကြောင်းတွေကိုဒီဖြစ်စဉ်တွေကလည်းဒါသိနိုင်တယ်ပေါ့နော်အဓိကဒါမြကြီးနားဘော်ရာဆောင်တစ်ခုမှာပေါ့နော်ចောင်းသူအိတ်ဆောင်ပေါ့နော်ဒါအမျိုးသမီးចောင်းသူကောင်မလေးတွေအိတ်တဲ့အိတ်ဆောင်ကိုစစ်ကောင်စီစစ်သားတကောင်ကခွေတကယ်ကောင်အဲ့ကောင်ပြောမယ်ဆိုလူလို့တော့မတတ်မှတ်ချင်ဘူးခွေးလည်းမနိုင်ချင်ဘူးပေါ့နော်အဲ့လိုတိရစ္ဆာန်အဲ့လိုကောင်ကဒါတနက်လက်ယူလာပြီးတော့အဲ့အဆောင်တွေကိုခိုးဝင်နေဝင်ပြီးတော့ဒီចောင်းသူလေးတွေကိုပေါ့နော်ចောင်းသူလေးတွေကိုမမရန်လောက်ရက်တွေလောက်တယ်ပေါ့ဗျာရုံးမှလောက်ရက်တွေလောက်တယ်ပြီးတော့အရင်ဆုံးသူကဘာလုပ်လဲဆိုတော့ဖြစ်စဉ်ကဒါစက်တင်ဘာ21ရက်နေ့ကပေါ့နော်ည12နာရီလောက်မှာဖြစ်တယ်နေရာကကြတော့ဒါမြကြီးနားမြို့စီတာဘူးရက်ကွက်1ကပေါ့နော်ဒါပညာအလင်းဘော်ဒါဆောင်မှာဒါမျိုးသမီးအိတ်ဆောင်ရှိအဲ့မျိုးသမီးအိတ်ဆောင်နဲ့ကိုဒီကောင်ကဝင်တဲ့ကောင်ကအဲ့စက်ကောင်စီတတိဆန်ကဒါအောင်မျိုးခန့်ပေါ့နော်တနက်ပါတယ်အရင်ဆုံးသူကဓမြတိုက်တဲ့ပုံစံမျိုးလုပ်တာဘာလို့လဲဆိုတော့ဒီကောင်တွေငက်ပြက်နေတာဟိုတာတွေးလိုက်တာနဲ့လှုပ်ချင်တဲ့လှုပ်ကအဲ့ဒါပဲတနက်ပြမယ်ပြီးတာနဲ့ပါတာထုတ်အဲ့လိုပုံစံမျိုးအရင်လှုပ်တာဖုန်းပေးပတ်စံပေးဆိုပြီးတော့ဒါတနက်နဲ့ချိန်ပြီးတော့တောင်းတယ်တဲ့အဲ့မှာဖုန်းပါညာမပေးနိုင်ဘူးပတ်စံဒါကျွန်တော်ပြောတဲ့ဟာကြော့ပေါ့နော်ဒါကျွန်တော်ဒီထဲမှာအဲ့လိုမျိုးပုံစံမျိုးနဲ့သူကပတ်စံနေတောင်းတယ်တောင်းတဲ့ခါကျမရှိဘူးပြောတဲ့ချိန်ကျတော့ဒီចောင်းသူမိန်းလေးတွေကိုဒါအပေါ်အင်းကြီးချွတ်ခိုင်းပြီးတော့ဒီရင်သားတွေကိုလိုက်ပြီးတော့ကင်တယ်တယောက်ပြီးတယောက်လိုက်ကင်တယ်ဆိုတဲ့ပုံစံမျိုးတော်တော်ကိုရုံမှာအောက်တန်းကြတဲ့လုပ်ရက်တွေကိုလုပ်တာပေါ့နော်ဒီအတွင်းငယ်အင်ကြီးဆိုရင်ချွတ်ခိုင်းတယ်လှန်ခိုင်းတယ်အဲ့လိုလုပ်ခိုင်းပြီးတော့လိုက်ကင်တယ်ဆိုတဲ့ပုံစံမျိုးသိရတယ်ပေါ့နော်နောက်တစ်ခုကအဲ့လိုဒီကောင်အဲ့လိုမျိုးပတ်စံတောင်းပြီးတော့မရတဲ့အချိန်မှာအဲ့လိုလုပ်ခိုင်းတယ်အဲ့လိုလုပ်ခိုင်းနေနဲ့ तू ကအမေလေတော့လေတယ်ဘာလဲဆိုတော့ तू ဆရာတွေ round လှည့်လာပေါ့နော်သူတို့ရဲ့ဒီပေါ်လာဆောင်ကဆရာတွေကအဲ့လိုမျိုးလိုက်စစ်တာတွေဒါပါတွေလှုပ်လာအဲ့လိုမျိုးမေးရတဲ့အချိန်မှာလိုက်စစ်တယ်ပေါ့နော်လိုက်စစ်တယ်လည်းပြော तू ဟမ်မပြက်ပုံစံမျိုးနဲ့ तू လိုက်စစ်တယ်ဆိုရင်ကိုညကိုအိတ်ကြဆိုတဲ့ပုံစံမျိုး तू လှုပ်သေးတာအဲ့တိုင်းစီစဉ်သေးတာစီစဉ်တဲ့အချိန်မှာဒါခုနလို့ဒါចောင်းသူလေးတွေကအိတ်ကြတယ်အိတ်ကြတော့ចောင်းသူလေး2ယောက်ကြားတွေကိုဒီကောင်ဝင်အိတ်တယ်ဝင်အိတ်ပြီးတော့အဲ့ចောင်းသူလေးတွေအပေါ်တက်ပြီးတော့ဒီကောင်ရေကူးသလိုဘာလို့အဲ့လိုမဖွဲမရကြီးဗျာတကယ်ကိုစဉ်းစားလို့မရဘူးယွန်စရာကောင်းတဲ့အကောင်ပေါ့နော်အဲ့လိုပုံစံမျိုးတွေ तू လှုပ်တယ်တဲ့လှုပ်ပြီးတော့ဆက်ပြီးတော့ तू အဲ့ဟာပေါ်မှာတာယာနေတာပေါ့နော်ဒီလိုမျိုးနေရပြူရတဲ့ဟာပေါ်မှာတာယာနေအုံတော့မပြည့်ဘူးဒီမှာအဲ့လိုမျိုးလှုပ်နေတဲ့အချိန်မှာပဲဒီចောင်းသူလေးတယောက်ကသူ့ရဲ့တနက်ကိုယူပြီးတော့အဆောင်အောက်ကိုဆင်းပြေးတာပေါ့နော်ဆင်းပြေးပြီးတော့အကူညီတောင်းအကူညီတောင်းတဲ့ချိန်မှာအဲ့လိုမျိုးလဲသူတို့အကူညီတောင်းသလိုသူကအကူညီတောင်းလို့ပေါ့နော်အဲ့ကောင်စီမှာတနက်မရှိတော့ဘူးဆိုတာလည်းသိရောဒီចောင်းသူလေးတွေကဝိုင်းပြီးတော့ဝိုင်းရိုက်နှက်တာတွေဖမ်းဆီးရတယ်အဲ့လိုမျိုးတွေလှုပ်တာပေါ့နော်ဒီကောင်ဝိုင်းပြီးတော့ပြန်ပြင်းတော့အဲ့ချိန်မှာခုနဒါဆင်းပြေးသွားတယ်ဒါចောင်းသူလေးကအကူညီတောင်းလို့ဆရာတွေဆင်းလာတဲ့အချိန်နဲ့တိုက်ဆိုင်ပြီးတော့ပေါ့နော်ဆရာတွေကလည်းဒီကောင်ဝိုင်းဖမ်းတဲ့ဆရာတွေပြီးရင်ចောင်းသားတွေပြီးတော့ကျတော့အိမ်ကဒါသူဘော်ဒါကအိမ်ကလူတွေပေါ့နော်ပြီးတော့ကျပတ်ဝန်းကျင်ကလူတွေကနေပြီးတော့ဝိုင်းဖမ်းပြီးတော့ဒီကောင်ကိုဖမ်းဆီးနိုင်ခဲ့တယ်အဲ့မှာယွန်စရာတွေလာအောင်မယ်ဖ
န်စီနိုင်ခဲ့တယ်ဗောနော်ဖန်စီနိုင်တော့ကြတော့အဲ့မှာစစ်ဆေးလိုက်တဲ့ခါကျတော့အဲ့ကောင်ကအမှတ်9ရဲစခန်းမှာတဲ့လုံခြုံရေးတာဝန်ပေးခံရတဲ့ကောင်ဗောနော်ပြီးတော့ဒီကောင်ကဘယ်လိုလာလုပ်သွားလဲဆိုတော့စာဖအကောင်တွေကကားနဲ့လာပြန်ခေါ်သွားတယ်တဲ့ကဲအဲ့ကြဘလောက်ဟိုဟာဖြစ်လဲဆိုတော့ကျွန်တော်ကဒီဥစ္စာမျိုးတွေကိုပို့ပြီးတော့သိစေချင်တယ်ဒီဝိုင်းပြီးတော့မျှဝေပေးကြ share ပေးကြပါနော်ဟိုဒီကောင်ကြီးရဲ့လှုပ်ရက်တွေကဒီလိုဆိုတဲ့ဟာကိုပို့ပြီးတော့သိစေချင်တယ်ပြီးတော့ဒီအမျိုးသမီးတွေကိုဒီလိုမျိုးလှုပ်ရတဲ့ဟာကသူတို့အတွက်အခွင့်အရေးတစ်ခုလိုမျိုးဖြစ်နေရဆိုတာကြီးကယွန်းစရာကောင်းတယ်ပေါ့နော်ပြီးတော့ဒီလိုမျိုးလှုပ်သွားတဲ့ကောင်ဒီလိုမျိုးမမှတ်ရင်စော်ကားသွားတဲ့ကောင်ကိုအခုလိုမျိုးအလွယ်တကူပြန်ပြီးတော့လှုပ်ပေးလိုက်ရတယ်ဆိုတဲ့ဟာကြီးကလည်းအဓိပ္ပာယ်မရှိဘူးပေါ့နော်အဲ့ဒါကြီးကယွန်းစရာကောင်းတယ်ပြီးတော့ဒါမိန်းကလေးချင်းကိုချင်းစာပြီးရင်သားသမီးချင်းကိုချင်းစာပေါ့နော်ပြီးတော့ဒီ border အနေနဲ့လည်းကျွန်တော်ပြောချင်တယ်ဒါကျွန်တော်အမြင်ပါဟုတ်ချင်ပါလဲဟုတ်ဝင်ပေါ့နော်ဒါကျွန်တော်တို့စိတ်ဆိုးလို့ပြောတာမျိုးစိတ်ထဲမှာနည်းနည်းခံပြင်းလို့ပြောတာမျိုးလို့လည်းယူဆနိုင်ပါလေဘာဖြစ်လို့လဲဆိုတော့ဒီအမျိုးသမီးတွေရှိပါတယ်ဆိုတဲ့နေရာမျိုးမှာဒီလိုမျိုးစစ်ခွေးတကောင်ကလက်နက်ပါယူပြီးတော့အလွယ်တကူနဲ့အဲ့ထဲကိုဝင်ရောက်လာနိုင်တဲ့အဆင့်မျိုးထိရောက်လောက်အောင်ကိုလုံခြုံရေးကရော်ရဲနေပြီလားရော့တိရော်ရဲဖြစ်နေပြီလားပေါ့နော်ဘာလို့ဆိုတော့ပုံမှန်အချိန်မှတော့မှပဲဒီမြို့ပေါ်နေရာမျိုးတွေမှာပေါ်တာဆွဲဘာဆွဲညာဆွဲနဲ့ဒုက္ခရောက်နေတဲ့အနေထားမှာဒီလိုမျိုးမျိုးသမီးပေါ်လာဆောင်တစ်ခုကပေါ့နော်မျိုးသမီးတွေရှိပါတယ်ဆိုတော့ဒါပေါ်လာဆောင်ကပေါ့နော်ဒါမျိုးပုံစံမျိုးမလုံးကြုံတာတော့တိတ်တော်လဲသဘောမကျအဲ့မှာရှိတဲ့မိဘတွေဆိုအခုဘယ်လိုနေမလဲကျွန်တော်ပြောတာဒီလိုမျိုးတွေအမျိုးဒီ main လေးတွေကိုဒီလိုမျိုးဒါအကြောင်းစုလေးတွေကိုလှုပ်သွားပါတယ်ဆိုတော့သူတို့စီမှာထားပါတယ်ဆိုတော့ဒါမိဘတွေနေရာဝန်ခံစားကြည့်လေနော်စောကားခံရတာပေါ့ရင်ကျိုးတာပေါ့ကျွန်တော်ပြောအဲကြအဲ့ဥစ္စာတွေလည်းဒါအမှန်တရားကိုဖော်ထုတ်နိုင်ဖို့အတွက်ရည်ကြီးတယ်ပြီးတော့ဒီဥစ္စာတွေကိုဘယ်လိုတာဝန်ယူကြမှာလဲဘယ်လိုမျိုးဖြည့်ရှင်းကြမှာလဲဆိုတော့လည်းသိချင်တယ်ပေါ့နော်နောက်တစ်ခုကစစ်ကောင်စီရဲ့လောက်ရက်ကဒီလိုလောက်ရက်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းသိဖို့အတွက်များများမျှဝေပေးကြပါလို့လည်းပြောချင်တယ်နောက်တစ်ခုကဒါလက်နက်ပြပြီးပြီဆိုရင်ဒီကောင်နဲ့လက်နက်လေးရသွားပြီဆိုတာနဲ့အနိုင်ကျင့်နေတယ်ဆိုတော့ဇယိုက်ကသူတို့မှာတခါတည်းတပါးတည်းတွဲပါစစ်ကောင်စီစီမှာပေါ့နော်ဒီလက်နက်ကိုပြလိုက်တာနဲ့ပြည်သူကကြောက်သွားပြီဆိုတာနဲ့ငါခိုင်းနေတာအကုန်ခိုင်းမယ်မဖွဲမရလဲခိုင်းမယ်ငါတောင်းနေတာအကုန်တောင်းမယ်ငါမှမရှိသမျှအကုန်ယူမယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားအဲ့ဒါတော်တော်လေးကိုဒါယွန်းစရာကောင်းတဲ့ဇယိုက်ပေါ့နော်အဲ့ဒါကြောင့်ဒါစစ်ကောင်စီစီမှာရှိတဲ့ဇယိုက်တွေကဒီလိုဇယိုက်မျိုးတွေဖြစ်နေတယ်ဆိုရင်ပြည်သူတွေလုံရက်တွေကတကယ်ကိုပေါ့နော်ဟိုစိတ်မမှန်တဲ့ကောင်မျိုးပုံစံမျိုးဖြစ်နေတယ်ပေါ့အဲ့လိုပုံစံမျိုးနဲ့လုံနေတာမျိုးကိုဒါသူတို့စီမှာရှိတဲ့ကောင်တွေကလည်းမထိန်ညာဘူးလားပေါ့အကုန်လုံးကရောအဲ့လိုကောင်တွေများဖြစ်နေမလားဆိုပြီးတော့လေဒါတွေးမိတာပေါ့နော်နောက်တစ်ခုကပြည်သူတွေကိုပြောချင်တာကြလိမ့်မယ်နေကြလိမ့်မယ်ပေါ့နော်ဒေါ်လာရင်းကိုအားပေးတဲ့သူရှိမယ်အားမပေးတဲ့သူရှိမယ်စစ်တပ်ကိုထောက်ခံတဲ့သူရှိမယ်ပြီးရင်ဂျားနေဆိုတဲ့ဟာရှိမယ်ဒါကငါတို့နဲ့မဆိုင်ဘူးလို့တွေးနေကြတဲ့သူတွေလည်းရှိကောင်းရှိမယ်ပေါ့နော်ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်အဲ့ဘော်ဒါဆောင်မှာဒေါ်လာရင်းကိုထောက်ခံပါတယ်ဆိုတော့ဒါမိဘတွေရဲ့သားသမီးတွေလည်းရှိမယ်စစ်တပ်ကိုထောက်ခံပါဆိုရဲသားသမီးလည်းရှိမယ်ဂျားနေပါဆိုပြီးနေကြတဲ့သူတွေရဲ့သားသမီးလည်းရှိကောင်းရှိမယ်ဒါပေမဲ့စစ်ကောင်စီစစ်ခွေးကတော့အကုန်လုံးတက်ပြီးစော်ကားသွားတာပဲအဲ့ကြောင့်ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်ပြောချင်တဲ့ဒါဥမာအနေနဲ့နိုင်ရှင်ပြတာပါဒီကောင်နေလုံးဝပေါ့နော်ဒီစနစ်ဆိုးလုံးဝပျက်စီးပြိုကျသွားမှာပဲဒီဟာတွေကကင်းရှင်းနိုင်မယ်လို့ကျွန်တော်တို့ယူဆရတယ်ပေါ့နော်ဒီကောင်နေရှိနေသမျှနေရာတိုင်းမြို့ပေါ်မှာရှိရင်မြို့ပေါ်မှာရှိတဲ့လူတွေမလုံခြုံဘူးဒီကောင်နေမရှိတဲ့နေရာကအေဂျင့်တွေဒီကောင်နေရှိတဲ့နေရာအကုန်လုံးကလုံခြုံမှုမရှိဘူးလို့ဒါခံစားရမှာသိကြတယ်။ဘာဖြစ်လို့လဲဆိုတော့ပေါ်တာဆွဲရလောက်တယ်အခုလိုမျိုးဒါပေါက်ကရလောက်တဲ့ကောင်တွေအများကြီးရှိနေနိုင်တယ်။အဲဒါကြတော့ဒီစနေဆိုးကိုဝိုင်းပြီးတော့တွန်းလှန်ကြဖို့ဒါရွာမှာရှိတဲ့ဒါဓာတ်ငွေပိုက်လိုင်းကိုစောင့်နေတဲ့ရဲတွေပေါ့နော်။အဲရဲတွေကအမျိုးသမီးတူကိုဖမ်းဆီးခေါ်ဆောင်ပြီးတော့မရင်းကျင်တယ်တဲ့အသက်20အရွယ်မျိုးသမီးပေါ့နော်။အဲ့ဒါကညနေပိုင်းအလုပ်ကနေပြန်လာတဲ့ချိန်မှာဒါရေခတ်ဖို့အတွက်သွားတဲ့ချိန်ဒါစစ်ဆေးစရာစစ်မေးစရာရှိတယ်ဆိုပြီးတော့ဖမ်းခေါ်သွားပြီးတော့အဲ့ဒါမှပြုကျင့်တယ်ပေါ့ဗျာဒါရှေ့ရက်နေ့မှာတော့ပြန်လွှတ်ပေးတယ်အဲ့လိုမျိုးအဲ့ဒါမှပြုကျင့်ခံရတဲ့အကြောင်းကိုရဲစခန်းတောင်သာရဲစခန်းမှာသွားပြီးတော့အမှုဖွင့်တိုင်ကြားထားတယ်ဆိုပေမဲ့ဘာမှအရေးယူတာတွေအဖက်စားတာတွေခုချိန်ထိမရှိဘူးဆိုပြီးတော့လည်းသိရတယ်ဒါတော်တော်လေးမရိုင်းနဲ့လိုပါကောင်းနေပေါ့အဲ့လိုပဲပြောရမှာပေါ့နော်ဒါအပြင်ပေါ့နော်ဒါမင်းညံကဒါတီတာယူမွန်တို့ဒါပြူစောတဲ့အဖွဲ့တွေနဲ့မော်ဘီရဲတရင်9ကရဲတွေကပေါ့နော်ရုံးစီကြီးရွာမှာတက်ဆွဲတယ်အရုံးစီရွာရှေ့မှာလည်းဒါဖြစ်စဉ်တွေဖြစ်ခဲ့ပူတယ်ပေါ့နော်အဲ့လိုတက်ဆွဲပြီးတော့ဒါဒေသခံကျေးရွာနေအမျိုးသမီး6ဦးကိုအာရမပြုကျင့်တယ်တဲ့ပြီးတော့တိုက်တစ်ခုထဲမှာအလုံးပိတ်ထားပြီးတော့ပေါ့နော်ညစဉ်ညတိုင်းသူကတချင်းနေဆိုခိုင်းတယ်ကပြဖြော်ပြေခိုင်းတော့ယွန်စရာကောင်းလောက်ဒါသိရတယ်ပေါ့ဗျာအဲ့တော့ရဲတွေစစ်သားတွေပေါ့နော်ဒီပြူစောထီးတွေကပြည်သူတွေရဲ့ဒါအိုးအိမ်စည်းစိမ်တွေကိုဖျက်ဆီးအောင်ဒါမကပေါ့နော်ပြည်သူတွေရဲ့အရှက်နဲ့တိတ်ခါကိုပါဒါစော်ကားနေတဲ့ပုံစံမျိုးတွေလည်းတွေ့ရတယ်ပြီးတော့သူတို့အကြောင်းမလို့အသက်သေဆုံးသွားတဲ့အမျိုးသမီးငယ်တွေလည်းရှိတယ်ပေါ့နော်အရှက်တိတ်ကလဲပြီးတော့ဒါအသက်နဲ့လဲသွားတဲ့သူတွေလည်းရှိတယ်ရှေ့မှာဖြစ်စဉ်တွေအများကြီးရှိတာပေါ့ဗျာအဲ့တော့ဒီလိုဒီအကြောင်းတွေကျွန်တော်တို့သိရတဲ့ခါမှာပြောကြတဲ့ခါမှာတခါလေးကြာရင်ဟိုးတုန်းကကျွန်တော်ပြန်ပြီးတော့စဉ်းစားမိရဟိုးရင်တုန်းကပေါ့နော်ဟာဒီလိုမျိုးလောက်ရက်တွေကဟိုးရှေးအစဉ်ဆက်မှာကနေကရှိခဲ့ကြတာပေါ့နော်အခုတခါကြာရင်ကျွန်တော်တို့ဒီအကြောင်းတွေကိုပြောတဲ့ခါကျရင်အထက်ထက်ကစစ်သားတွေကလည်းမယုံကြဘူးချို့ဆိုဒါပေမဲ့
တေးကြပါတယ်အခုနောက်ပိုင်းကတော့ဒီကောင်တွေလည်းအကုန်လုံးလှုပ်ချင်လှုပ်နေမှာပေါ့နော်ဘာဖြစ်လို့ဆိုတော့အကုန်လုံးရဲ့စိတ်ထဲမှာကပြည်သူကိုအနိုင်ကျင့်မှုအတွက်ပဲတွေးထားတာအဲ့လိုဖြစ်အောင်လဲအာဏာရှင်ကပုံပေါ်ထားတယ်ဘာလို့လဲဆိုတော့သူတို့သွားရမယ့်နေရာပတ်ဝန်းကျင်မှာရှိမြဒေသခံအကုန်လုံးကသူတို့ရဲ့ရန်သူဆိုတဲ့ပုံစံမျိုးအမြဲတမ်းပုံပေါ်ထားတယ်အဲ့တော့ကြောင့်ရန်သူကိုသူတို့ဘလို့ပဲပြုကျင့်သူကဒါဒီဥစ္စာကျင့်ကိုကျင့်နေတယ်ဆိုတဲ့ဟာမျိုးသူကတွေးထားတာဘာဖြစ်လို့လဲဆိုတော့ရန်သူကိုရန်သူလိုပြုကျင့်ရမယ်ဆိုတဲ့ဟာမျိုးရှိတယ်အဲ့ဒါကြောင့်သူကဟုတ်တယ်အဲ့ဒါတွေအကုန်လုံးကမင်းတို့ရဲ့ရန်သူပဲလို့ပြောလိုက်တာနဲ့ဒီကောင်တွေကဒီလိုရက်တွေကိုတရားတယ်လို့ထင်သွားတာအဲ့ဒါကတော်တော်လေးယွန်စရာကောင်းတဲ့လုပ်ရက်တွေဖြစ်တယ်ဗောနော်အဲ့တော့ဒီလိုကောင်မျိုးတွေကြီးစိုးနေသမျှကတော့ကျွန်တော်နိုင်ငံကကျွန်တော်တို့ဒါနိုင်ငံသားတွေကြားမှမရွေးအကုန်လုံးကဒီဒုက္ခတွေကိုရှေ့ပိုင်းမှာပြောခဲ့တဲ့ကျွန်တော်ရဲ့တော်လှန်ရေးတပ်ဖွဲ့တွေအောင်ပွဲအလီလီရယူနေတဲ့ကျွန်တော်တော်လှန်ရေးတပ်ဖွဲ့တွေကိုတက်နိုင်သလောက်ထောက်ပံ့ကူညီပေးကြပါဒီတပ်ဖွဲ့တွေကဒီစနစ်ဆိုးတွေကိုအမြင့်ပြတ်အောင်ခြေမုံပြပါလိမ့်မယ်ဗောနော်သူတို့ပဲခြေမုံပြရမှာဖြစ်တယ်အဲဒါကြောင့်မလို့သူတို့ခြေမုံနိုင်ဖို့အတွက်ကိုတက်နိုင်သလောက်နောက်ကနေဝိုင်းဝန်းပြီးတော့ပံ့ပိုးပေးကြပါလို့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်